မြန်မာစတာတော့ဘယ်နည်းမပြန်မြန်မာစတာကကျွန်တော်တို့ဟိုတော့မှ10လပိုင်းဒါမှ17လပိုင်းဒီနေ့10လပိုင်းအဲ့လိုမျိုးပါပြန်စားဖို့ရှိတာပေါ့နိုင်ငံရေးချေနေရတယ်ကျွန်တော်တို့အဲ့ဒါစောင့်ကြည့်ရသေးတာနိုင်ငံလုံးတိုင်းတာလည်းဆိုဒီခန့်ပြီးမယ်ဟုတ်တယ်မဟုတ်ကျွန်တော်တို့ပါပဲဒီအခါခံတယ်လားဒီချင်းစတာချင်းစတာဆိုတာအထက်ကိုပေးမှာချင်းစတာကတော့ကျွန်တော်တို့ချင်းတစ်ခုလုံးအတွက်ကျွန်တော်လုပ်တာပေါ့ဒါပေမဲ့ဒီဟာတော့ဒါအခါခံတယ်ပဲလို့ဒီမှာစိတ်ဝင်စားရတဲ့လူတွေအတွက်ကျွန်တော်လည်းဒီဟော်လီဒေးလာရင်းနဲ့အရှိကြာရတော့မလုပ်ဖြစ်ဘူးပေါ့နော်အဲ့ဒါခန့်မှန်းချင်တလားမင်းပေါ့ဟောပေါ့ဖိုင်နေရတော့ကျွန်တော်လည်းဟောကြီးဖိုင်လာပြီးတော့ရလို့ကျွန်တော်လုပ်ဖို့ရှိအဲ့ဒီဟာတော့ကရောဘယ်လိုယူလဲဒီ full set ပေါ့နော် full set ခေါ်တာပေါ်ခန်းကြည့်လားကျွန်တော်တို့ကလောက်ကြီးရဒီ house နဲ့လောက်ပဲဟိုခန်းရောဘယ်လိုခါလဲဟိုခန်းကျတော့နိုင်50အဲ့လိုမမြင်အလေးမပြန်ဘူးအလေးမပြန်ပိတ်စားတော့မမြင်အဲ့ဒီထူကြီးကအလေးပြန်တယ်ပြီးတော့ပိတ်စားမှဘုံမဖြစ်ဘူးဒီဥမာတော့4နာရီလောက်ဆိုရင်တနာရီ50နေရအမဟိုရီပါဒီကျတော့ဘာလဲ free ရပြီပါ free ရတယ်ဘောလုံးပါတယ်ဆင်လို့ရတယ်ဒီကလူရတယ်ဆယ်လို့ရတယ်ဒါပေမဲ့အဓိကကျတော့ဒီမှာတော့အဲ့လိုမျိုးကလေးရတယ်အများကြီးတောင်းမယ်ဆိုတော့ဒီချင်းတော့ကိုဆယ်လို့ရတယ် live ကိုစားပေးရမှာလေအဲ့ဒီတော့ mix စားပြီးတည်ရမယ်နော်တာဒီကလိုက်ထဲမှာလောရမယ်ဆိုတော့ဒီစစ်နဲ့ဖြည့်ရမယ်ဒီမှာလည်းကြက်ပါဒီကကျွန်တော်ဘာလို့ဆိုဒီကမော်နီတာဒီမော်နီတာအခုပဲထားပြီးတော့တချင်းတက်ကြားလို့ရအောင်နော်အဲ့ဒီထားလို့ရှိရင်ဒီကတော့mix စားကြည့်တယ်နဲ့ဒီကမိုင်းနဲ့အားပါလိုက်ဆိုတယ်မှာအတန်ကောင်းမော်ဝန်မယ်ဒီတိုင်းဆိုတော့ဒီဝါနေဖြစ်တော့ကျွန်တော်ဆန္ဒကြောင့်ဒီခန်းလေးလောက်တာကြာပြီလားပေါ်တဲ့အနေလေးကဆောင်းဒီပွဲစားရနော်နည်းနည်း4နိုင်ကြော်တော့ဆိုတော့ကြော်တဲ့ဟာတနင်္ဂနွေ50နဲ့ပဲတွက်တာပြီးတော့ဆက်ကြတော့ဆရာတို့ဆက်ကြကျွန်တော်ဆက်ပြီးလို့ရစီဒါဒီပေါ့ဒီကွန်ပျူတာပိုင်းလည်းဆက်ပြီးလို့ရတယ်ဟိုကလင်သေးကဟိုဝင်ကြည့်ရှိတာဟိုဖိုင်နေမှာလင်သေးဖိုင်နေမှာဝင်ကြည့်မရှိဘူးဥမာ state ကဟိုဖက်ပြမှာလေဒီဖက်ပြမှာ state ကဟိုဖက်အစနာတိုင်းစတေးအစနာကိုင်အထာအခုရဆောင်းစီဆောင်းထဲလို့လားအဲ့ဒီခိုင်ပြီးအများအားကျွန်တော်သုံးတာခိုင်တခြားသူမအားတဲ့အချိန်မှာလည်းဘယ်သူတွေသုံးလဲတခြားလည်းရှိတယ်သူလည်းထဲမယ်ဒါမဲ့သူကျတော့အဲ့ဒီခိုင်ပြီးတပည့်ခိုင်ပြီးတော့မရဘူးပေါ့ကျွန်တော်ဆိုရင်လည်းဟိုမှာရန်ကုန်မှာဆိုရင်ကိုချင်းနိုးတို့ပါလို့ဟာရှိတယ်ဒီမှာခိုင်ပြီးရှိတယ်ပြီးတော့ဂင်ရှိတယ်ဂင်ပြီးလားဂင်လေးရောက်တော့လေးရောက်ဘယ်နှလကြာလဲအဲ့တော့ကတလားထဲပဲတလားထဲပဲပြီးတော့ဘာလို့ဆိုတော့ဒိုင်ရမြန်မာပြန်ခေါ်ရဲဆိုတော့ကျလို့မရသူတို့ဒီစားတလားပဲလေအခုဒီတခါကျတော့ဒီ season ကိုကျတော့နည်းနည်းစီမယ်level 1တော့မှတစ်ချင်း3ပေါင်းနဲ့ပြရမှာကိုမောတူမဲလာတူပီနာလီလုံးပြောတယ်ပီနာလီလုံးပြောပြီးတယ်ကိုမုံတူမုံမောဒီအောက်မှာပဲဒီအောက်မှာပဲဒီရန်ကုန်မှာဆိုရင်လည်းကျွန်တော်တို့မှာdrum သမားတွေဆိုရင်လည်းကျွန်တော်တို့တီးတယ်ပြများတယ်အောက်ကျသမားတွေဆိုရင်တီးတော့လည်းပေါင်းများတယ်
ကိုမုံပြီးရဲ့ဒိုရုံဒါ music နဲ့ပတ်သက်တော့ကျွန်တော်တို့ကတယောက်နဲ့တယောက်အကုန်လုံးပတ်ပြီးတော့အကုန်လုံးသိကြတာအဲဆိုရင်ကျွန်တော်တို့တွက်ချက်ပြီးတော့လေဟာဟိုဖက်ခိုင်းမြန်မာစတာရောဘယ်နေ့မှပြန်မြန်မာစတာကကျွန်တော်တို့ဟိုတော့မှ10လပိုင်းဒါမှ17လပိုင်းဒီနေ့10လပိုင်းအဲ့လိုပြန်စားဖို့ရှိတာပေါ့။နိုင်ငံရေးအခြေအနေရတယ်ကျွန်တော်တို့ကလည်းစောင့်ကြည့်ရသေးတာပါလေ။